တပတ်ကိုဘယ်နှကြိမ်ဆက်ဆံရတာအသင့်တော်ဆုံးလဲကိုယ့်ရဲ့အမျိုးသားကိုရွဲ့ရင်းနဲ့အဲ့ဒီအိမ်တော်ကြီးတစ်ခုအကြောင်းပြပြပေးမယ်သူ့မျိုးသားကိုရွဲ့ရင်းနဲ့သူ့မျိုးသားကနောက်မိမယူသွားတဲ့အခြေအနေတွေရှိတယ်နော်မင်္ဂလာပါရှင်ဗီဒီယိုလေးတွေကိုအစင်မပြတ်တင်ပေးသွားမှာမို့ရွေးရရှင်မြန်မာ YouTube Channel လေးကို Subscribe လုပ်ပေးသွားပါအောင်ရှင်အဲ့ဒါတွေကအဲ့ကြောင့်အိမ်တော်ကြီးဒုက္ခနဲ့ပတ်သက်ပြီးတော့အဓိကအများဆုံးပြပြရတယ်ပြီးရင်ဒီ relationship တစ်ခုအိမ်တော်ကြီးတစ်ခုမှာ sexual က90%ကျန်တဲ့နားလည်မှုတွေတစ္ဆာရှိမှုတွေကျန်တဲ့ငွေကြေးပိုင်းတွေကလည်း90%ရေးကြီးတယ်အဲ့တော့ဒီ90%အရာပေါ်ကမပြေလည်တဲ့အခြေအနေကြောင့်ကျန်တဲ့အရာတွေပါမပြေလည်ပဲနဲ့သူ့မိန်းမကိုရွှဲ့ရင်းနဲ့နောက်မိန်းမရသွားတာအဲ့ချိန်မှာမရှူနိုင်မကနိုင်နေဖြစ်ကြတာအဲ့ချိန်မှာမရှူနိုင်မကနိုင်မှာအစိုးရကဘာလဲဆိုတော့ HPV ဆိုတဲ့ Human Papilloma Virus ဆိုတဲ့ကျွမ်းနုပ်ပိုးပါလာတဲ့ခါမျိုးသမီးမှာတည်ရင်ကောင်းကင်ဆာဖြစ်ဖို့ကဖြစ်သွားတော့တာအဲ့အခြေအနေတွေကရှိတယ်နော်ဒါကြောင့်မို့အိမ်တော်ကြီးမှာ90%စက်ကိစ္စအရေးကြီးမပြေကိုမိန်းမစီကမပြေသွားရင်မျိုးသားတွေကတချို့မျိုးသားတွေကနားလဲစောင့်ထိန်ကြပြီးတော့ညှိယူတာရှိတယ်တချို့ကျတော့လည်းပြင်ပမှာအပြောရှာလိုက်မိတဲ့ပြဿနာတွေကနေတပြောတည်းမဟုတ်ဘဲတပြုံကြီးဖြစ်သွားတာအဲ့လိုအခြေအနေလည်းရှိတာမို့လို့မစီကများသောအားဖြင့်ကိုဒါတွေနားလဲအောင်ချမ်းသာခြင်းထက်အရေးကြီးတဲ့ချမ်းသာခြင်းကိုရှာဖွေဖို့ကျမ်းမာခြင်းကအရေးကြီးတဲ့ဒီကျမ်းမာရေးကိစ္စအဲ့ကျမ်းမာရေးကိစ္စမှာအစားထိုးလို့မရတဲ့ sexual အိမ်တော်ရေးဒုက္ခကိုအဓိကထားမျှဝေတာအဲ့တော့ဆရာမစီမှာအမျိုးသားတွေအတွက်တော့တုတ်လို့မြန်တာပန်းတီပန်းညိုဖြစ်တာတောင်မမှုအားနေတာအဲ့လိုမျိုးဖြစ်လာပြီလာပြောပြီဆိုတော့ကျွန်တော်တို့ကအဲ့ဒီအတွက်ကိုဆေးမပေးဘူးအဲ့ဒီသူ့ရဲ့အကျိုးကိုကျွန်တော်တခြားနားထောင်တယ်ဆရာမရဲ့ admin တွေဝန်ထမ်းတွေအကုန်လုံးမှားထားတယ်မေးတဲ့နေအကုန်မိကုန်းနေမေးပြီးတော့အကျိုးရလည်းရနေတဲ့အကြောင်းရင်းကိုရှာတယ်အဲ့အကြောင်းရင်းကြောင့်အဲ့အကြောင်းရင်းမှာတွဲပြီးဒီလိုလုပ်ပြီးတော့ဒီအချိန်တိုင်းမှာဒီလိုတွေစေးစနစ်တကျဒီစေးတော့ဒီဟာစားဒီလိုပြုမှုဒါလိုတခြားလေး2လ3လအဲ့ဒီပြောကအချိန်ပေးတယ်နဲ့ချက်ချင်းကျမ်းမာရေးပြန်လဲကောင်းမွန်လာတဲ့သူတွေအများကြီးဒါပေမဲ့ကျမစီမှာငါတို့တချို့ကိုတွေကငါတို့ဒီလိုစေးတောက်နေရဒီလိုမျိုးကုသမှုယူနေရငါတို့တွေအားနည်းချက်ဖြစ်တယ်ငါတို့ရှက်စရာကြီးဆိုတချို့ကျတော့မပြောသိချင်တဲ့သူတွေအများကြီးတချို့ကျတော့လေဒီလိုမျိုးနေရာတွေမှာ comment တွေဝင်လာမှမနေဘူးလေနော်သူတို့အဆင်ပြေသွားပါတယ်မကောင်းပါတယ်ဆိုတာဘာလို့ဆိုတော့ဟိုတော်တော်များများရဲ့စိတ်မှာဒါလိုသုံးလိုက်တာငါတို့အားနည်းချက်ရှိနေရလို့ထင်တာမျိုးပေါ့မျိုးသားဘက်ကရောဘယ်သူဘက်ကရောအဲ့ဒီမှာသူတို့တွေကဒါမျိုးတွေမှာကျွန်တော်တို့တိတ်စိတ်ပဲဆွေးနွေးကြတာများတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပိုင်မှာအများသောအပြင်တွေ့တယ်အဲ့တော့လိန်ဆက်ဆန္ဒတစ်ပတ်ကိုဘယ်နှချိန်ဆက်ဆံနေလဲဆိုတော့ကျမ်းမာတဲ့မျိုးသားအနေနဲ့ကတော့3ချိန်လောက်ကဒါဘယ်လိုပြောမလဲအဆင်ပြေတယ်တစ်ပတ်ကို3ချိန်လောက်ကနော်အဆင်ပြေပါတယ်ရှင်အဲ့တော့ဘလောက်ပဲ output ကထွက်သွားအပေါ်က input ကဘလောက်စားတောက်ပြီးဘလောက်ဖြည့်စွက်နေလဲကိုဘလောက်ကျမ်းမအောင်နေလဲဆိုတာအရန်ရေးကြည့်တယ်အဲ့တော့ကျွန်တော်တို့ကဆရာမကြီးမှာလာမင်းရင်အကြောင်းမျိုးကိုရှာပြီးမှသုံးလို့မျက်နှာကိုကုပေးတယ်နောက်တစ်ခုမျိုးသမီးဆိုလဲစိတ်မပါဘူးဆိုတဲ့အခြေအနေမျိုးသမီးရဲ့ရင်သားကင်ဆာ level thyroid မှာအကျိတ်တွေဖြစ်တာတိမ်မှာအကျိတ်တွေဖြစ်တာအဲ့ဒါတွေအတွက်အကြောင်းရင်းကိုရှာပြီးမှပဲတခြားစနစ်တခြားဆေးကိုအနည်းဆုံးဘလောက်တော့အောင်လဲဆိုမှတခြားသူ့ပုံမှာမူတည်ပြီးညွှန်ပေးတာပေါ့နော်အဲ့တော့အိမ်တော်ကြီးဒုက္ခနဲ့ပတ်သက်ပြီးတော့ဆင်းညွှန်းတာတဲ့ဟုတ်ပါတယ်ရှင်အဲ့ဒီဘိုင်းကိုဆရာမကအဓိကထားသွားတယ်ဘာလို့လဲခုနလိုရှင်းပြခဲ့ပြီးပြီပေါ့နော်အသေးစိတ်တွေဆွေးနွေးခြင်းဖုန်းတွေတင်ထားပြီးသားပါနော်